မင်္ဂလာပါဗျဒါကတော့အသက်60တွေပါဗျတကယ်ကိုမှဒုက္ခခံပြီးလာရောက်ယူပြီးတဲ့အသက်ကြီးရွယ်အိုတွေကိုလည်းကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့တကယ်လူအပ်ပါဗျဒီထမင်းဝယ်စားမဲ့ဇရိတ်လေးတွေကပေါ့နော်ဒါတကယ်ကိုတတ်တာစီပြီးတော့သူတို့အတွက်ဒါစီးဝမ်းဝယ်ဖို့အတွက်ဇရိတ်လေးတွေရစီတာပါထို့အတွက်ကြောင့်ကျွန်တော်ကိုတဘူးနှစ်ဘူးငါးဘူးဆယ်ဘူးနေ့စဉ်နေ့တိုင်းဒါလှူပေးတဲ့အလှရှင်တဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဘာကြောင့်လဲဆိုတော့တကယ်ကိုလိုအပ်တဲ့ဒါဆေးရုံတွေပါဗျဆေးကန်းတွေပါဗျတကယ်ကိုလည်းကျေးဇူးတင်ပါတယ်ဒီနေ့ဆိုရင်ဒါကိုဈေးရတာ900ပေါ့နော်မတီဗီကျွန်တော်စေကနာချန်နယ်ဒါနေ့စဉ်နေ့တိုင်း1500လှူဒန်းတဲ့အလှူလေးလည်းဖြစ်ပါတယ်တကယ်ကိုလိုအပ်လို့ဒုက္ခရောက်တဲ့ဒါနေရာလေးတစ်ခုမှလှူခွင့်ပေးတဲ့ဆေးရုံအုပ်ကြီးနဲ့တာဝန်ရှိတဲ့သူတွေကိုကျွန်တော်ကိုလှူခွင့်ပြုတဲ့စေတနာရှင်တပူးမှစပြီးနေ့စဉ်နေ့တိုင်းလှူပေးတဲ့အလှရှင်တွေကိုတာရုခေါ်ပေးတဲ့သူတွေကိုစုမွန်သူကပေးတဲ့သူတွေကိုအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီထက်မကလည်းလှူနိုင်ကြပါစေဒီထက်မကလည်းပေးနိုင်ကြပါစေလူရင်စားရတဲ့ပြည့်စုံပြီးအခက်အခဲဒုက္ခမရှိပဲဘဝတွေကိုအေးချမ်းတာယာငြိမ်းချမ်းစွာနေနိုင်ကြ